အားလုံးပဲမင်္ဂလာပါဒီနေ့လေဖော်သတင်းကောင်းစင်တစ်ခုပြောပြမယ်နော်ကလာစနီ plus အစီကြပိန်စီဒီလအတွင်းမဲဖောက်မဲတဲ့စုစုပေါင်းတန်ဖိုးက2000ဘတ်2000ရှိတယ်အဲ့ဒါဘယ်သူလို့ချင်းလဲအဲ့ဒါဘယ်လိုကစားရမလဲဘယ်လိုလုပ်ရမလဲဆိုတာကိုစိတ်ဝင်စားဖော်နဲ့အတူလာကြည့်မဲကိုစိတ်ဝင်စားတဲ့ပရိသတ်တွေကသူ့မှာအချက်အလက်3မျိုးရှိတယ်နော်နံပါတ်1ကကာစီနီဖရရဲ့ဖိတ်ထဲကိုဝင်ပြီးတော့လိုက်လုပ်ပေးချဲပေးနောက်ပြီးတော့ဂျယ်လေးနှိပ်ပေးနော်အဲ့ဒါပဲနံပါတ်1အော်နံပါတ်2ကတဲ့ကာစီနီဖရရဲ့ဘူးကိုကင်ပြီးတော့ဓာတ်ပုံရိုက်နော်ဓာတ်ပုံရိုက်ပြီးတော့ page ထဲကိုပို့နော် inbox ထဲကိုပို့ပေါ့နော်အဲ့ဒါလက်လွယ်လေးဓာတ်ပုံရိုက်ပြီးတော့ပို့ရုံပဲနံပါတ်3ကလည်းလက်လွယ်လေးနော်အခုကြည့်နေတဲ့ဗီဒီယိုဖိုင်လေးကိုအား comment ရေးပေးပါနောက်တော့ဓာတ်ပုံရိုက်ပြီးတော့ကာစီနယ်ဖရတ်ဘူးကိုဓာတ်ပုံရိုက်ပြီးတော့ပို့ပေးပါနော်အခုကြည့်နေတဲ့ဗီဒီယိုဖိုင်လေးကိုလက်လွယ်လေးနော်ဒီလအတွင်းမရမှာနော်ဘတ်2000နော်ဘာလို့လို့ရှင်လဲမမြန်ပို့မမြန်လောက်တော့မမြန်လို့တော့နော်ဒီလအတွင်းပဲရမှာနော်စုစုပေါင်းတန်ဖိုးကဘတ်2000အဲ့ဒါမြန်ပို့ပေးပါနော်စောင့်ကြည့်နေပါတယ်လို့ပိန်ချင်တယ်ဆိုလှုပ်လိုက်ပါပိန်ချင်တယ်လှချင်တယ်ဆိုကာစီနဲ့ plus နဲ့အတူမမြန်လေးလာကစားပါနော်လို့ဒီလအတွင်းမရမှာနော်